ဒီမျိုးငယ်လေးမှာထူဆန်းပြီးကြောက်စရာကောင်းတဲ့အဖြစ်အပျက်တစ်ခုဖြစ်ပျက်နေပါတယ်။တနေ့မှာတောသားလူသက်သမားတစ်ယောက်ကသူ့စီအလုတ်လာလျှောက်တဲ့လူအလုံးကိုတက်ပြီးလူသားသားအဖြစ်ပြောင်းလဲကအသားဆိုင်မှာတရားဝင်ရောင်းချနေခဲ့ပါတယ်။ပိုပြီးအံ့ဩစရာကောင်းတာကမြို့ခံတွေဟာသူရောင်းနေတာလူသားသားဆိုတာသိနေကြပေမဲ့ရဲကိုတိုင်ကြဖို့မစင်စားကြပါဘူး။အစားတောက်ရှားပါနေတဲ့အတွက်လူတွေကအသားဆိုင်ရှိမှာအစားအစာယူလာပြီးတန်းစီဆောင်ကအတစ်သက်ထားတဲ့လူသားသားကိုအလူရက်ဝယ်ယူကြပါတယ်။လူသားသားမဝယ်နိုင်တဲ့ဆင်းရဲသားတွေကတော့မြေအောက်အမောင်ခန်းတွေထဲဝင်ပြီးအသက်ရှင်လှုပ်ရှားနေစေခရီးတွေကိုဖမ်းကအနက်ဖြေစားတောက်နေရပါတယ်။အဲ့ဒီနောက်မှာတော့အမျိုးသားတွေဟာမြို့ထဲမှာတန်မိုးကြီးတဲ့အစားအစာတစ်မျိုးလိုဖြစ်လာခဲ့ပါတယ်။ဒီအချိန်မှာဇလန်းရဲ့အဓိကဇက်ကောင်မိုက်ကတော့အလုတ်တစ်စတင်မဲ့အလုတ်တင်ဝန်ထမ်းတစ်ယောက်ပါတနေ့မှာသူဟာအလုတ်ခေါ်စားတဲ့ကလိပ်စာအတိုင်းအသားဆိုင်ကိုရောက်လာခဲ့ပါတယ်။ဒါပေမဲ့သူ့မှာပတ်စံတစ်ပြားမှမရှိတဲ့အတွက်ဘတ်စကားကအစားသူ့ဖက်နှက်ကိုပေးခဲ့ရပါတယ်။နောက်ဆုံးမိုက်ကအသားဆိုင်ထဲဝင်ပြီးဒီမှာအလုတ်လုပ်ခွင့်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့ဆိုင်ပိုင်ရှင်ဖြစ်တဲ့တားသက်သမားကသူ့ရဲ့အရေးချင်းအတွေ့အကြုံတွေကိုလုံးဝစိတ်မဝင်စားခဲ့ပါဘူး။အဲ့ဒီအစားသူမေးလိုက်တဲ့မေးခွန်းကတော့မင်းရဲ့အရက်ကို၄ချိန်နဲ့ခန္ဓာကိုယ်အတိုင်းတာဘယ်လောက်လဲဆိုတာပဲဖြစ်ပါတယ်။တားသက်သမားကဒီလိုပြောတာဟာမိုက်ရဲ့အသားပမာဏမလုံလောက်မှာကိုစိတ်ပြက်နေတာပါအရွယ်စားသေးလို့အသားကင်တွေအသားပြားတွေထုတ်လုပ်ရင်အရေးအတွက်များများမရနိုင်ဘူးလို့တွက်ချက်နေတာဖြစ်ပါတယ်။ဒါပေမဲ့နောက်ဆုံးမှာတော့တားသက်သမားကမိုက်ကိုအလုတ်ခံဖို့သဘောတူလိုက်ပါတယ်။ဘာပဲဖြစ်ဖြစ်အသားပြားလုပ်လို့ရသေးတာပဲမဟုတ်လားဆိုတဲ့သဘောပါ။မိုက်ကတော့ကိုယ့်အတွက်အခွင့်အရေးကောင်းတစ်ခုရသွားပြီလို့ထင်ခဲ့ပါတယ်။ဒါပေမဲ့ဝန်ထမ်းဆောင်ကိုရောက်တဲ့အခါမှာတော့အခြေအနေကသူထင်ထားတာထက်အများကြီးဆိုးရွားနေခဲ့ပါတယ်။အခန်းတွေကဟောင်းနှံပျက်စီးနေပြီးနေရန်တဲ့မျက်နှာချက်တွေကလည်းအဆင်မပြေပါဘူးအထူးသဖြင့်အမိုးကနေရေတွေအဆက်မပြတ်စိမ့်ကျနေခဲ့ပါတယ်အခြားရွေးချယ်စရာမရှိတော့တဲ့အတွက်မိုက်ကကရိယာတွေယူပြီးအမိုးပေါက်တွေကိုကိုယ်တိုင်ပြုပြင်ဖို့စတင်ခဲ့ပါတယ်သူအလုပ်လုပ်နေစဉ်မှာပဲစာဖို့သမားတစ်ယောက်ဟာပါဆယ်ထုတ်တွေနဲ့အဆောင်ထဲကိုဝင်လာခဲ့ပါတယ်ဒါပေမဲ့စာဖို့သမားကလှေကားပေါ်ကနေပြုတ်ကျပြီးပါဆယ်ထုတ်တွေမြေပြင်ပေါ်ပြန့်ကျဲသွားတဲ့အချိန်မှာအဆောင်နေသူတွေကရုတ်တရက်အားလုံးပြေးထွက်လာပြီးပါဆယ်ထုတ်တွေကိုအလူရက်ဝိုင်းလူယူကြပါတော့တယ်မိုက်ကတော့ဘာတွေဖြစ်နေမှမသိပဲအံ့အားသင့်စွာရက်ကြည့်နေခဲ့ပါတယ်ဒေါသထွက်သွားတဲ့စာပိုးသမားကချက်ချင်းတနက်ထုတ်လိုက်တဲ့အခါအယူမူလူယူနေတဲ့လူအုပ်ကြီးဟာကြောက်လန့်ပြီးနောက်ဆုတ်သွားကြပါတယ်။မိုက်ကအခြေအနေကိုနားမလည်နိုင်သေးခင်မှာပဲစာပိုးသမားဟာပါဆယ်ထုတ်တွေကိုယူပြီးထွက်ခွာသွားခဲ့ပါတယ်။အဲ့ဒီနောက်မိုက်ဟာပတ်ဝန်းကျင်ကိုလိုက်လံကြည့်ရှုရင်းဒီမျိုးရဲ့ထူဆန်းပြီးကြောက်စရာကောင်းတဲ့အခြေအနေတွေကိုတဖြည်းဖြည်းသိလာပါတော့တယ်။မိုက်ကအဆောင်အတွင်းလိုက်လံကြည့်ရှုနေစဉ်အခန်းတစ်ခန်းထဲမှာအဖိုးအိုတယောက်လဲလျောင်းနေသည်ကိုတွေ့လိုက်ရပါတယ်။ဒါပေမဲ့အဲ့ဒီအဖိုးအိုရဲ့အခြေအနေကအလွန်ထူဆန်းပြီးကြောက်စရာကောင်းနေပါတယ်။သူ့ခန္ဓာကိုယ်ပေါ်မှာခရုတွေအပြည့်တွားသွားနေတယ်လို့ကျမ်းပြင်ပေါ်မှာလည်းအမည်မသိအရေးတစ်မျိုးနဲ့ပြည့်နှက်နေခဲ့ပါတယ်။မိုက်ကအံ့အားသင့်စွာကြည့်နေမိတာကိုအဖိုးအိုကသတိထားမိသွားပြီးဒေါသထွက်ကသူ့ကိုအခန်းထဲကနေမောင်းထုတ်လိုက်ပါတယ်။ပြီးတော့အဖိုးအိုဟာမြေပြင်ပေါ်ကခရုတွေကိုကောက်ယူပြီးသူ့ရဲ့ညစာအဖြစ်အေးအေးဆေးဆေးစားတော့ပါတော့တယ်။ဒီမြင်ကွင်းကြောင့်ထိတ်လန့်သွားတဲ့မိုက်ဟာအခန်းကိုတန်ရှင်းရေးလုပ်ဖို့တန်ရှင်းရေးပစ္စည်းတွေယူလာခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲကလေးနှစ်ယောက်ရုတ်တရက်ပေါ်လာခဲ့ပါတယ်။မိုက်ရဲ့အမြင်မှာတော့ဒီကလေးနှစ်ယောက်ဟာဒီအဆောင်တစ်ခုလုံးထဲမှာတာမန်လူလိုပြုမှုနေသေးတဲ့တူရဲတော်သူတွေဖြစ်နေခဲ့ပါတယ်။ဒါကြောင့်သူဟာစက်ပြာရည်ကိုအသုံးပြုပြီးပူပေါင်းတွေဖန်တီးကကလေးနှစ်ယောက်နဲ့ကစားပေးခဲ့ပါတယ်။ဒါပေမဲ့သူတို့ကစားနေတဲ့အရာအလုံးကိုအနားမှာရှိနေတဲ့အမျိုးသမီးတစ်ယောက်ကတိတ်တဆိတ်ကြည့်ရှုနေခဲ့ပါတယ်။အဲ့ဒီအမျိုးသမီးရဲ့နာမည်ကဂျူလီဖြစ်ပြီးသူမဟာတာသက်သမားရဲ့သမီးဖြစ်ပါတယ်။မိသားစုကချမ်းသာပြီးအဆင်ပြေတဲ့ဘဝနဲ့ကြီးပြင်းလာခဲ့တာကြောင့်ဂျူလီဟာအဖေလိုရက်ဆက်တဲ့စိတ်မရှိပါဘူး။အထူးသဖြင့်သူမအဖေလူသားတွေကိုတတ်ပြီးအစားအစာဖြစ်ရောင်းချနေတာကိုအလွန်ယုံရှာမုန်းတီးနေခဲ့ပါတယ်။